တက်ကယ်ပေးပါလားကယ်ပေးပါလား မဆိုင်တဲ့လူခဏဖယ်ပေးနော် ဘာလိုက်လာ မဆိုင်တဲ့လူခဏဖယ်ပေးနော် တက်ကယ်ပေးပါမုံညလိုက်လားသူ့ကိုတက်ကယ်ပေးပါလားကယ်ပေးပါလား မဆိုင်တဲ့လူခဏဖယ်ပေးပါမဆိုင်တဲ့လူခဏဖယ်ပေးပါခဏလေးပါညီမဘာလို့ထွက်ပြေးနေရလဲ ကြောက်လို့လေတက်ကယ်ပေးပါလားကယ်ပေးပါလား မဆိုင်တဲ့လူခဏဖယ်ပေးနော်ညီမဘာလို့ထွက်ပြေးနေရလဲ အခုကျွန်တော်သိတယ်မဟုတ်ကျွန်တော်အင်တာဗျူးလုပ်မလို့အတင်းထွက်ပြေးနေ ကျွန်တော်အခုမြည်ရ ဟုတ်โอเคဟုတ်ပြီပဲကြည့်မိုဘိုင်းဆော့လား ဆော့ ဆော့တယ်ဆိုရင် အခုအင်တာဗျူးလိုက် အင်တာဗျူးမင်းနေအဲ့ဒါ brother ကတခါမေးလိုက်မယ်အဲ့မင်းကတခုတည်းညီမပဲကြည့်မိုဘိုင်းဆော့လား ဆော့တယ် chicken dinner ရဘူးလား ချောက်ဘူးပဲကျွန်တော်ဆရာကြီးပဲ ကျွန်တော်တို့ပဲကြည့်မိုဘိုင်း chicken dinner ရဘူးလို့ကျွန်တော်တသိန်းစုချပါတယ်တသိန်းမှာ ကျေးဇူးတင်ပါအခုအဲ့စောစောလေးအောင်မပြောဘူး brother ဆော့လား chicken dinner ရဘူးလားโอเค ရဘူးလား တာကိုကျွန်တော်တို့ဒီ Pepsi Mobile Chicken Dinner ရပြီးတော့ကြောင့်မလို့စက်သားကြော်တလုံးစုချပါတယ်စက်သားကြော်တလုံးစုချပါတယ်စက်သားကြော် တသိန်းအခုစက်သားကြော်ရပါ မမယူရင်ညီမဟာလေးပေးလိုက်ပါလားညီမဥပုပ်နေဟုတ်တယ်ဒါဆိုတော့ဥပုပ်ပြေဖို့အတွက်ယူသွားလိုက်ပါဦးယူသွားပါမလားယူသွားပါနော်ဥပုပ်ပြေဖို့အတွက်ကြောက်မလို့ကြောက် မသိရတော့ကျွန်တော်အခု surprise လုပ် ဆက်လိုက်မယ်ဗျာတဲ့ဝါမှာဘောစားအဲ့လိုဖြစ်တာဘာဖြစ်လဲ တက်ကယ်ပေးပါလားကယ်ပေးပါလား မဆိုင်တဲ့သူခဏဖယ်ရနော် không biết mà level 3 em mày baဘာလဲ gì level 3 em ဒီ mày မှာဘာလို့ထွက်ပြေးတော့ Pepsi Mobile မေးခွန်းလေးမေးချင်လို့ထွက်ပြေးနေ Pepsi Mobile ဆော့တယ်လား sao đấy Okay အဲ့ဒါလာဖြည့်သွားမယ်နော် ဟုတ်ကဲ့ကြီးစားဟုတ်ကဲ့ကြီးစား ဟုတ်လားအဲ့ညီမ chicken dinner ရဘူးလား ရဘူးပါဗောအော်ကျွန်တော်ဆရာကြီးပဲ တသိန်းစုချခိုင်းနေ chicken dinner ရတဲ့လူတွေ တကယ်လား တသိန်းလွှဲလိုက်မယ်နော်အဲ့ဆိုလို့ရှိရင်ဘာသာရော chicken dinner ရဘူးလား cả vui à ဘယ်အဆင့်မှာရဘူးရလဲပြော mắt đầu mà mì à nó giống là crown mà အဲ့မှာတော့ရဘူးလားကျွတ်စင်အဲ့လိုမျိုးစောင်းရမ်းကျွမ်းတဲ့လူကိုကျွန်တော်တို့ကနေပြီးတော့စက်သားကြော်တလုံးစုချပါတယ်ခင်ဗျာစက်သားကြော်တလုံးစုချပါတယ်ဗျာဖွင့်ကြည့်လိုက်ပါဦးဗာလေးပါမလဲလို့စက်သားကြော်ပဲလား rồi စက်သားကြော်ပါပဲအဲ့ဆိုရင်စားပါစက်သားကြော်ပဲ chế thu à Okay thank you ပါနော် chicken dinner လေးစားလာစက်သားစားရမယ်တကယ်ချင်းတို့ တက်ကယ်ပေးပါလားဘာလိုက်လာမှမသိဘူးကယ်ပေးပါ ဆိုင်တဲ့လူခဏဖယ်ပေးပါ မဖယ်နဲ့နော်ကယ်ပေးပါကြောက်လို့ ညီမဘာလို့ထွက်ပြေးနေညီမဘာလို့ထွက်ပြေးနေ ကြောက်လို့ ဘာမှမကြောက်ပါနဲ့ကိုကြီးကာဝယ်ပေးမှာပေါ့ကြည့်မိုဘိုင်းမေးခွန်းလေးမေးမလို့လိုက်ပြီးတော့အင်တာဗျူးလုပ်မလို့ အော်အင်တာဗျူး နေတာဟမ်ကြီးစားရလားဟုတ်ဘူးလားတက်ကြည့်မိုဘိုင်းမှာ chicken dinner ရဘူးလား ရဘူးတော့ကျွန်တော်ဆရာကြီးကျွန်တော်ဆော့ရယ် Okay ရဘူးရဲ့ဆိုလို့ရှိရင်ကျွန်တော် Pepsi Mobile အဲ့လိုမျိုးရဘူးရဲ့လူတွေအတွက်ကျွန်တော်ပတ်စံတသိန်းစုချပါတယ်တသိန်းမှာ ဟုတ်တယ်ပါတယ်အဲ့အခုစောစီမပြောအဲ့လိုလိုက်လာလက် သိန်းစုချဖို့ဟာအဲ့လိုမလုပ်ပါနဲ့ brother ရော chicken dinner ရဘူးလား giáo qua đấy ရဘူးလား ဟုတ် Okay အဲ့ဆိုလို့ရှိရင်ကျွန်တော် brother ကိုစက်သားတုံးစုချပါတယ်ဗျာစက်သားတုံးစုချပါမယ်နော် brother ကျွန်တော်တသိန်းအခုစက်သားရပါ ဒီရနော်တစ်ချက်ဖွင့်ကြည့်လိုက်ပါဦးဆွဲထုတ်ကြည့်လိုက်ပါဦး။ဘာများ surprise ပါမလဲလို့ surprise ပါလားမပါဘူးကြက်သားတုံးမယ်ဟုတ်ပါတယ်ကြက်သားတုံးပါပဲအဲ့တော့ဖြည့်ပြည့်တော့အများကြီးကျေးဇူးတင်ပါတယ်ခင်ဗျာကျေးဇူးပါလက်ဆွဲရနောက်ဆက်ပါပဲ ဘာလိုက်လာ မဆိုင်တဲ့လူခဏဖယ်ပြီနော် တက်ကယ်ပေးပါ မုံခဏလေးနော်မဟုတ်ဘူးအင်တာဗျူးမင်းမလို့ အင်တာဗျူးမင်းမလား ဟုတ်တယ်အဲ့လိုကာကွယ်ပေးရမျိုးလေးစားပါတယ်အဲ့ဆိုအဲ့ညီမလေးနဲ့တူတူပဲမေးလိုက်တော့မယ် brother တို့နှစ်ယောက်ပေါ့နော်ညီမလေး chicken dinner ရဘူးလားပြပြချင်းဆို ရဘူးပါကျွန်တော်ဆရာကြီးလေ ကျွန်တော်တို့စုချရမယ်စုချတယ်လားဘယ်လောက်စုချရမလဲအဲ့ဆိုညီမလေးက chicken dinner ရဘူးလေကျွန်တော်တို့ PUBG mobile နေပြီးတော့တသိန်းစုချပါမယ် တသိန်း တသိန်း Okay brother ရော chicken dinner ရဘူးလား ရောက်ပြီ ဟုတ်လား chicken dinner ဆိုတာဘာလဲ စကန်ကတော့တပွဲလုံးမှာနောက်ဆုံးကျန်တယ် Okay ပါ brother လည်းနိုင်တဲ့ကြောင့်မလို့ကျွန်တော်တို့တက်ကြော်တထုံစုချပါမယ်တကယ်ကြိတ်ပါတော့တကယ်ကြိတ်ဖြစ်ပါ ကြိတ်မဟုတ်တယ်လည်းဆက်တယ် ဟုတ်ကျေးဇူးပါ Last 73ကနေ31ရက်နေ့အထိ PUBG Mobile မှာ Nokia Voice Pack ရှိပါတယ်ဆိုတော့ Nokia Voice Pack မှာ DJR 11ရဲ့ Voice Pack 5ကြောင်း Flash ရဲ့ Voice Pack 5ကြောင်းပါမှာဖြစ်ပါတယ်အဲ့နှစ်ခုစလုံးကိုကျွန်တော်တို့ in-game ထဲမှာ mission တွေလုပ်ပြီးရတယ် free ယူလို့ရမှာဖြစ်ပါတယ်ခုနကကျွန်တော်တို့အသုံးပြုခဲ့တဲ့ကိုတက်ကိုကယ်ပေးပါအောင်လို့ဘာမှမကြောက်နဲ့ကိုကြီးကိုကယ်ပေးပါအောင်စသဖြင့် voice line တွေပါမှာဖြစ်ပါတယ် DJR 11ရဲ့ Voice Pack ကိုယူဖို့အတွက်ကကြတော့ကျွန်တော်တို့ဒီ classic မှုမှာပေါ့နော် top 30ကို15ချိန်ဝင်အောင်ဆော့ပေးရမယ်ဗျာ Flash Voice Pack ကိုတော့ရယူရန်ကျွန်တော်တို့ဒီ in-game ထဲမှာ240မိနစ်ပြည့်အောင်ဆော့ရမှာဖြစ်ပါတယ်ရွှေဆောင်းတန် lobby music ကိုရယူရန်
က9ရက်တိတိဝယ်ရမှာဖြစ်ပါတယ်ဒီ voice pack ကို31ရက်နေ့မတိုင်ခင်ထိပဲယူလို့ရမှာဖြစ်တဲ့ကြောင့်မလို့ mission တွေသွားလုပ်ပြီးတော့ free ယူထားပါအဲ့ဆိုရင်ကျွန်တော်နောက်ဗီဒီယိုမှာတွေ့ကြတာပေါ့